အနှုတ်ဆနဲ့ဘက်ထရီနဲ့တိုင်းလိုက်လို့ရှိရင်မပြဘူးဆိုတဲ့ကွာသူကဘာဖြစ်လဲနော်မပြဘူးနော်မီတာကိုကြည့်နော်မပြဘူးဆိုတဲ့ကွာသူကဘာဖြစ်သွားပြီလဲဆိုဒီ transistor လေးကဒီ ground လမ်းကြောင်းကိုအပိတ်ဖွင့်လုပ်ပေးတာ ground လမ်းကြောင်းကိုအဖြတ်တောက်လုပ်ပေးတာဟုတ်ပြီနော်ဒီ transistor ပွင့်မှသူကအဲ့မှာအဲ့တော့တိပြီဆိုတဲ့ကွာကျွန်တော်တို့ကဒီ transistor ပြတ်တယ်ဆိုတာသိကြသွားပြီနော် transistor ပြတ်လားဒီက base port မရောက်တာလားဆိုတာသိအောင်လို့ကျွန်တော်ကဘာတစ်ဆင့်လုပ်ကြည့်မယ်ဆိုတော့ဒီ IC က base port ထုတ်မထုတ်နော် IC ကနေပြီးတော့ transistor ကို IC ရဲ့ pin 3ကနေပြီးတော့ base port ထုတ်တာကိုလည်းကျွန်တော်တို့ပလန်းကိုကြည့်ပြီးတော့ကျွန်တော်တို့ယူဆထားပြီးပြီเนาะဒီ pin 3ကနေပြီးတော့เนาะဒါဒီတောင်လေးက pin 1เนาะ pin 1 2 3 3ကနေပြီးတော့ IC ရဲ့ဒီ base mode ကိုပေးတာအဲ့တော့ကျွန်တော် clock ဖွင့်ကြည့်မယ်เนาะအခု clock မဖွင့်ခင်ကျွန်တော်တိုင်းကြည့်လိုက်မယ်ဘိုးရောက်နေလားမရောက်ဘူးเนาะမရောက်ဘူးကဲ clock ဖွင့်ကြည့်လိုက်မယ်เนาะဒီတိုင်းပဲဖွင့်ကြည့်လိုက်မယ်ဟောမှာ 1.7 တယ်เนาะ 1.6 ရောက်တယ်အဲနောက်တစ်ချက်နှိပ်ကြည့်မယ်နံပါတ်2နံပါတ်2ဆိုဘိုးမြင့်သွားပြီ 2.4 တွေ့လား 2.4 အဲသူက speed များတယ်ဆိုသူက base port များလာတာပေါ့ဗျာဟော3နောက်တစ်ချက်နှိပ်မယ်ဟော 3.3 အဲဒါပေမဲ့ဒီက ground ကဒီကိုမရောက်ဘူးဘာဖြစ်လဲ transistor ကပြတ်နေတာเนาะ transistor ပြတ်နေတယ်အဲ့တော့ကျွန်တော်ကပိတ်လိုက်မယ် transistor တို့မို့ FET ပေါ့ဗျာเนาะဒေချာတော့ကျွန်တော်ဟိုနေမဖြစ်တော့ဘူးဒါသူက FET ဖြစ်ဖို့များတယ်เนาะ MOSFET ဖြစ်ဖို့များတယ် MOSFET ဖြစ်ဖို့များတယ်ဆိုရိုး transistor မဟုတ်တော့သူက MOSFET ဖြစ်ဖို့များတယ်ဘာလို့ဆို base port များတဲ့အတွက်ကြောင့်မလို့เนาะ base port ကတစ်ချက်နဲ့တစ်ချက်များတယ်ဆိုတော့လေเนาะသူကเนาะဒီကောင်ကပြောမယ်ဆိုရင်ဒီကောင် oscillator IC ပေါ့ဗျာနံပါတ်တော့မတွေးရဘူးဒါပေမဲ့ပလန်းကြည့်ပြီးတော့ဆိုကျွန်တော်လည်းเนาะပလန်းကြည့်ပြီးတော့ဆိုကျွန်တော်ဟိုနဲ့တွေးခေါ်ယူပုံယူနည်းကိုကျွန်တော်ကပြောပြတာပေါ့เนาะအဲ့တော့เนาะနံပါတ်တော့မတွေ့ရအောင်ဒါပေမဲ့ကျွန်တော်တို့ကနံပါတ်တွေလည်းမသိရဘဲနဲ့ကျွန်တော်တို့က electronic အခြေခံ component ပစ္စည်းလေးတွေရဲ့လောလောပုံကိုသိကြပြီဆိုတာနဲ့လောလောပုံသိကြရမယ် electronic အခြေခံပစ္စည်းလေးတွေရဲ့လောလောပုံသိကြရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲပလန်းကိုကြီးတတ်ကြမယ်ပလန်းကိုကြီးတတ်ကြမယ်ဆိုတော့လည်းဒီမှာ မျက်စိနဲ့မြင်နေရတာပဲเนาะမျက်စိနဲ့မြင်နေရတာဟိုမတဲကွဲဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမီတာနဲ့တိုင်းလို့မရဘူးလားရတယ်နော်ဒါပေမဲ့မီတာနဲ့တိုင်းတဲ့အချိန်မှာတော့ဟိုပလန်းကိုဘယ်သွားတယ်အဆက်အသွယ်တိုင်းကျင်တယ်ဆိုရင်တော့ဒီ power source ကိုဖြုတ်ထားရမယ်ဒီ battery ကိုဖြုတ်ထားပြီးတော့ကျွန်တော်တိုင်းရမယ်เนาะဘာလို့ဆိုတော့ဟိုဘိုးအားပေးသွင်းပြီးတော့ဆိုမတိုင်းရဘူးเนาะကျွန်တော်တို့ဟိုပြောမယ်ဆိုရင် continuity scale နဲ့ကျွန်တော်တို့ buzzer အတန်းအမီ scale နဲ့တိုင်းမယ်ဆိုလို့ရှိရင်เนาะဒီကောင်ကိုဖြုတ်ထားရမယ်เนาะ battery ရဲ့ပို့เนาะဒါပေမဲ့ဟိုပြတ်တော့မပြတ်ပါဘူးဒါပေမဲ့ဟိုဖြုတ်ထားတာတော့ကောင်းတာပေါ့เนาะ